တဖုံးကသွေးထွက်တာဘာကြောင့်လဲတင်ဟာသွားတိုက်နေစေတဲ့မှာတဖုံးကနေသွေးထွက်လိရှိပါသလားတခါတည်းသွားတိုက်နေတဲ့အချိန်မှာဆိုလို့ရှိရင်တဖုံးကနေသွေးတွေထွက်လိရှိပါတယ်နည်းနည်းတော့ကြောက်စရာကောင်းနေနေတာပေါ့နော်ဒါပေမဲ့စိတ်မပူပါနဲ့ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာရယ်ပြီးတော့ဘယ်လိုလုပ်ဆောင်နိုင်လဲဆိုတာကိုကြည့်လိုက်ရအောင်နော်တဖုံးကနေသွေးထွက်တဲ့အကြောင်းရင်းများစွာတွေကမှအဓိကအဖြစ်များတဲ့အကြောင်းရင်းကတော့တဖုံးရောင်ရမ်းဆောင်ပဲဖြစ်ပါတယ်ရှင်တချီးတွေကနေတစ်စင်းသွားကြိုးတွေကြောက်တယ်တာတွေကြောင့်တဖုံးရောင်ရဲမှုဖြစ်လာတာပါကျမတို့ကအစားအစာမျိုးစုံစားပြီးကြတဲ့အခါမှာခရင်းတန်ရှင်းကြီးကိုပုံမှန်မလုပ်ဖြစ်ဖြစ်နဲ့သွားမှာကက်ညိနေတဲ့အစားအစာတွေကခရဲမှာရှိတယ်ပေါ့နော်ပိုးမွားတွေကနေစားတောက်လိုက်ကြတယ်အဲ့ဒီလိုစားတောက်ပြီးတော့သူတို့တွေက acid ဓာတ်ကိုထုတ်လွှတ်တတ်ကြတယ်အဲ့ဒီ acid ဓာတ်ကြောင့်ကျမတို့ကသွားပိုးစားတာတွေပြီးတော့တဖုံးရောဂါတဖုံးရောင်ရဲတာတွေဖြစ်လာရတာပါတဖုံးရောင်ရဲတဲ့အခါမှာသွားတိုက်တဲ့အခါမှာတော့သွေးတွေကထွက်လာတတ်တာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့အရမ်းမာတဲ့သပုတ်တက်နေဦးနဲ့သွားတိုက်တက်ကြလို့ပဲဖြစ်ပါတယ်လူတွေဟာတချီးတွေပြောင်းအောင်လို့ဆိုပြီးတော့ခါကျတော့သွားပုတ်တက်နဲ့ခက်ကြမ်းကြမ်းတိုက်နေရှိပါတယ်အဲ့ဒီခါမှာတဖုံးတွေကိုထိခိုက်စေပြီးတဲ့ခါကျတော့တဖုံးကနေသွေးတွေထွက်လာတတ်တာကြောင့်ဒီလိုမျိုးမလုပ်ပါနဲ့နော်တချို့ကြတော့လေ scurvy လို့ခေါ်တဲ့ဗီတာမင် C ချိုးတက်တဲ့အချိန်မှာရေပြီးတော့ကိုဝင်ဆောင်တဲ့အချိန်မှာဟော်မုန်းတဲ့အပြောင်းလဲတွေကြောင့်တဖုံးတွေကနေအထိမခံဖြစ်ပြီးတော့သွေးထွက်လွယ်စေတတ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တဖုံးကနေဘာကြောင့်သွေးတွေထွက်တာလဲဆိုတာသိပြီလို့ယူဆတာမလို့နောက်ထပ်ဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းလေးကိုဆက်ပြီးတော့သွားလိုက်ကြရအောင်နော်နောက်ထပ်အိမ်တွင်းလှုပ်ဆောင်နိုင်တဲ့အချက်လေးတွေကတော့လူတွေကတနေ့မှာဆိုလို့ရှိရင်မနက်တစ်ချိန်ညတစ်ချိန်အနည်းဆုံး2ချိန်ပေါ့နော်မနက်မှာဆိုလို့ရှိရင်လည်းအစာစားပြီးတဲ့အချိန်မှာညမှာဆိုလည်းညမအိတ်ခင်မှာပေါ့နော်အနည်းဆုံး2ချိန်လောက်ကတော့သွားတိုက်တင်ပါတယ်သွားပုတ်ကြိုးလေးတွေကိုလည်းသုံးတင်ပါတယ်ပြီးတော့အရမ်းမာတဲ့သကွတ်တက်တွေကိုမသုံးရပါဘူးနော်ဗီတာမင် C supplement တွေကိုတောက်ပြရပဲဖြစ်ဖြစ်ပြီးတော့ဗီတာမင် C ဓာတ်ပါတဲ့အသီးနှံတွေကိုစားပြရဖြစ်ဖြစ်လုပ်ပြရပါမယ်။နောက်ပြီးတော့ဗီတာမင် K supplement တောက်တာတော့၎င်းဒါမှမဟုတ်ဗီတာမင် K ဓာတ်ပြည့်ဝတဲ့အရွက်စိမ်းတွေကိုစားတာပဲဖြစ်ဖြစ်လုပ်ပြရပါမယ်။နောက်ဆက်အနေနဲ့ကတော့ဆေးလိပ်ချက်တာစိတ်ပင်ပန်းမှုစိတ်ဖိစီးမှုတွေကိုလည်းတနည်းနည်းနဲ့ရှော့ချတာမျိုးတွေပြီးတော့စားရည်နဲ့အာလုကျင်းတာမျိုးတွေပါးစပ်ကျင်းတာမျိုးတွေလုပ်ပြရပါမယ်။ကဲခုဆိုရင်အစားတောက်တွေကနေတိုင်းစားနေရတာဖြစ်တာမို့လို့သွားနဲ့ကရင်ချက်မကြီးကအရင်ရည်ကြည့်ပါတယ်။တဖုံးကနေဘာကြောင့်သွေးထွက်တာလဲရပြီးတော့ဘလို့လှုပ်ဆောင်နိုင်လဲဆိုတာလေးတွေကိုသိပြီးလို့ယူဆပါတယ်ရှင်အားလုံးပဲကျမစဉ်းစားကြပါလိမ့်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်